သမီးဘိက္ခုနီတူပဲဥပ္ပလဝန္နာထေရီဟာမြတ်စွာဘုရားကိုဒုတိယမြောက်ရှိခိုးကြောခွင့်ရတယ်အင်မတန်ကြီးမားတဲ့ပရိသတ်ကြီးထဲမှာဒီအခွင့်အရေးရတယ်ဆိုတာလဲတာမဟုတ်ဘူးလေမေတ္တာမကြီးမားတဲ့အခွင့်အရေးကြီးပဲအမျိုးသားတွေကရှင်သာရိပုတ္တရာအမျိုးသမီးဘိက္ခုနီတွေကဥပ္ပလဝန္နာထေရီမတို့ဟာအင်မတန်မှထူးခြားတဲ့အခွင့်အရေးကြီးတွေကိုရရှိကြဒီနေရာမှာရှင်အာနန္ဒာတို့ရှင်မောဂလန်တို့ဒီအခွင့်အရေးရတယ်ဆိုတာစာထဲမှာမှတ်တမ်းမရှိဘူးဒါလေးကလည်းဒီမြတ်စွာဘုရားနဲ့သာသနာတော်နဲ့ပတ်သက်ပြီးတော့ဒီကနေ့ဟာထူးခြားချက်ကလေးတွေလို့ဒီလိုကြည့်ရမယ်အဲ့ဒီမှာပထမဆုံးဥတိုက်ခွင့်ရတဲ့ရှင်သာရိပုတ္တရာမထေရမြတ်ကခန်းခန်းနားနားနဲ့လူပြည်ခီးပြန်လည်ရောက်ရှိလာတဲ့မြတ်စွာဘုရားဖြူဆိုရင်နှုတ်ဆက်တာဆိုတာနမေဒိဋ္ဌောဣတောပုပ္ပေနတ်တုတော်ဥရကတ္တစီသူလျှောက်ထားပုံလေးက